တရားကစင်လေတဲ့မင်းကိုခဏသာမျက်နှာသာပေးတဲ့ခိုင်ပတ်ဝန်းကျင်အမြင်မှာမင်းလူစွမ်းကောင်းမြည်ပေါ်ဆုံးအဖြတ်အတိအကျမရှိသေးတဲ့လွန်ပွဲအနိုင်ရှုံးအဝေးကရက်ကြည့်နေလေအိုးယာယီမင်းအသာစီးပြတဲ့အချိန်အန်ကျိတ်လို့ကောင်းငုံထားရကချိုမိန်တော့လက်စားချေခြင်းကိုယ်လည်းဘယ်တော့ရောက်မလဲသေးမုန်တိုင်းညရဲ့မနဲ့ခင်မှာလာချိန်တန်မလာနိုင်သေးတဲ့လောကအကျိုးဆောင်ရှင်နေမယ်အော်အလင်းသခင်ကိုမျောနေမိသလိုပဲဒါပေမဲ့ပြောကတော့ရင်သွေးရဲတဲ့လူယောက်ျားဘယ်တော့မှနောက်ကပြန်မတိုက်ဘူးမှတ်ထားဟိတနေ့နေ့တော့မျက်နှာချင်းဆိုင်မင်းနဲ့တို့ထင်းခွေမကြုံရေခတ်ကြုံမယ်ဆိုခဲ့စီမြဲရမယ့်သစ္စာတစ်တာရှေ့ရေးဖြည်းဖြည်းပေါ်လူချင်းမဆုံးခင်မှာမင်းထင်နိုင်ကျရှိစေအဆုံးအဖြတ်အတိအကျမရှိသေးတဲ့လွန်ပွဲအနိုင်ရှုံးအဝေးကရက်ကြည့်နေလေအိုးယာယီမင်းအသာစီးရတဲ့အချိန်အန်ကျိတ်လို့ကောင်းငုံထားရကချိုမိန်တော့လက်စားချေခြင်းကိုယ်လည်းဘယ်တော့ရောက်မလဲလေမုန်တိုင်းညရဲ့မနဲ့ခင်မှာလာချိန်တန်မလာနိုင်သေးတဲ့လောကအကျိုးဆောင်ရှင်နေမယ်အော်လင်းသခင်ကိုမျောနေမိသလိုပဲဒါပေမဲ့ပြောကတော့ရင်သွေးရဲတဲ့လူယောက်ျားဘယ်တော့မှနောက်ကပြန်မတိုက်ဘူးမှတ်ထားဟိတနေ့နေ့တော့မျက်နှာချင်းဆိုင်မင်းနဲ့တို့ထင်းခွေမကြုံရေခတ်ကြုံမယ်ထင်းခွေမကြုံရေခတ်ကြုံ